ဒါလောက်ပေးရလိမ့်မယ်ကျွန်တော်ဓမ္မောက်ချက်စားဖို့ဓမ္မောက်ပစ္စည်းတွေစောက်ဝယ်လို့မသိကြအများကြီးတော့ချက်ချီဗီဒီယိုကြည့်လိုက်ချက်ချီဗီဒီယိုမေးလိုက်ကျွတ်တော့ကြည့်လိုက်နဲ့ဟိုမှာလိုက်ရှာနေရပေါ့နောက်ဆုံးတော့ဓမ္မောက်ပစ္စည်းအားလုံးရခဲ့ပါပြီဒါနဲ့ဒီတော့ကနေကြည့်လိုက်တဲ့ဓမ္မောက်ဒါကျွန်တော်လက်ရဓမ္မောက်ကာလာတမျိုးဖြစ်သွားပါတယ်ရတာလည်းတိတ်မကောင်းပါဘူး
စားနေကြထမင်းဆိုင်မှာထမင်းစားတော့ရိုက်ထားတာဖြစ်ပါတယ်ဒါထမင်းစားပြီးအဆောင်ပြန်နေတာဖြစ်ပါတယ်ကျွန်တော်အဆောင်ပြန်တဲ့လမ်းဖြစ်ပါတယ်ဒါတော့အမိုက်ပစ်တဲ့ကားတွေပေါ့ စက်ကူတွေလာတိန်းတဲ့ကားပေါ့တော့စက်ကူတက်ပလတ်စတစ်ကတက်သူ့ဟာနဲ့သူပြန်ပြီးတော့သူတို့ကပြန်တုံးတာပေါ့အဲ့ဒီလှည့်ရတာဖြစ်ပါမြန်ပါတယ်ဒါစိတ်အောင်ရောက်ပြီပေါ့ဗျာစိတ်အောင်အဝင်ပေါ့လမ်းဖြစ်ပါတယ်ဒီနေ့လည်းဘယ်လိုလဲကြည့်ရှုပေးရကြအားလုံးကျေးဇူးတင်ပါတယ် Thank you for watching